မှာတော့ပေါ့နော် gravity rewrite ဒီနေ့မှာတော့ gravity ရဲ့ fair ကိုရဲ့ဘာတွေ rewrite လာမယ်ဆိုတော့ချိန်တွေပါအခုဆိုတော့ rewrite လာပါပြီခုဂိတ်ရတော့ဝေလို့မရသေးပါဘူးနော်ဂိတ်ရတော့ဝေလို့မရသေးဘူးမကြည့်ပုံစံကြီးကလည်းအထူးတရားလေးပဲဒီမှာဝေရင်လွေတယ်ညာကြီးအားတော့အဲ့တော့မကရ gravity ပေါ်ရပါကိုတော့ကြောက်ပုံတွေကလည်းနောက်မှာဘာတွေကပုံစံတွေရောဒီမှာ gravity ရော fair ကတော့မပါသေးဘူးပေါ့နော်ဘာထူးကြောက်လေးတော့မရှိဘူး game ပုံစံပဲကြောက်လေးပါလား okay 10 နာရီလောက်17 နာရီလောက်မှပြီးမယ်လို့လည်းတော့လဲထင်တယ်မကဲ electric ဒီမှာဘာထူးကြောက်လေးတော့မရှိဘူးပိတ်ထားတယ်ဝေခွေတော့မရဘူးနဲ့ပြောတာတော့ okay gravity block through တော့ဖြစ်သွားပါပြီ gravity block through ပေါ့နော်မေးလဲကြောက်ပါပြီ dragon upgrade လာတော့လဲ dragon block through ဆိုရဖြစ်သွားတာဟော gravity block through gravity ကတော့ gravity ရှိပြီးသားလူတွေကတော့ မိုက်ပါလေokay ကျွန်တော်ကတော့ roblox တက်ထည့်လိုက်ပြီးတော့ရဆော့တာကြည့်တဲ့အတွက်စူရလှည့်ရအောင်ပါ okay ဒီ block fruit upgrade ပြီးသွားလို့ရှိရင်တော့ block fruit ဆက်ဆော့ကြပါမယ် okay ခြေတော့ဆော့ကောက်ပါမယ်ခြေဆောင်နေတော့မှာပဲမတည့်ရောက်သေးတော့နော်ဂေးလေးပါလေးဆိုမှုစစ်စားလိုက်ပါတယ်